လှချင်ဘာလို့ရမလဲဆိုအဝတ်စားလှလှလေးဝတ်စတိုင်ကြကြခေါင်းဖီးနော်ကိုယ်နဲ့လိုက်ဖက်မဲ့အရာတွေနဲ့လှအောင်လို့လှအောင်နေထထိုင်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့တော့တချို့ကဖြစ်တယ်လို့နေတာရှိတယ်ကျွန်ုပ်ဒီရုံသွားပြီးရုံတက်ပြီးဆိုစတိုင်ကြကြတက်ဖို့လိုတယ်နှုတ်ဆိုရင် boss ကတောင်းရောဝတ်လာတဲ့ဆိုရင်ရုံကလူတွေလေးစားမှာမဟုတ်နော်အဲကြောင့်မို့ဘာပဲဖြစ်ဖြစ် तू ကပြင်းပြင်းစင်စင်အလှပြင်းပြီးတော့နေထိုင်ရမယ်အဲ့ဒါဟာဆင်းလာခြင်းရဲ့အကြောင်းပဲချမ်းသာစွာမွေးမြူနိုင်အိမ်မှာလဲတတရဲ့ပြင်းစင်နေနေတယ်စားတဲ့နေရာမှာလည်းပဲတတရဲ့တန်တန်ရှင်းရှင်းနေတယ်ပြင်းပြင်းစင်စင်ရှိတယ်ဆရာသမားအားကိုနေတဲ့ဝင်းချံလည်းပဲအမိုက်တဲ့ရိုက်တွေရှုပ်ထွေးမနေပဲနဲ့တစ်ပင်လေးတွေပန်းဟိုးလေးတွေနဲ့လှလှပပနေတယ်ဒါလည်းဂုဏ်သိက္ခာတစ်ခုပဲเนาะဒီတိုင်းနေပြီးတော့လှကျင်လို့မရဘူးပြင်ဖို့စမှုလို့ရတယ်